မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျမတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင်လွတ်မြောက်ရာလမ်းကြောင်းရဲ့အရေးကြီးတဲ့အခန်းတစ်ခုဖြစ်တဲ့ထပ်ပေါက်လေးကတခြားမိခိုးကင်းလော့ချင်းကလန်အကြောင်းကိုဆွေးနွေးချင်ပါတယ်ရှင်ဘလို့အဆောင်ဦးတွေမှာဒီလိုချင်းကလန်မျိုးလိုအပ်ပါတယ်လေရှင် မင်္ဂလာပါခင်ဗျာဒါကအထက်မြင့်အစာအုပ်ရဲ့ဘေးကန်းလုံခြုံရေးအတွက်အလွန်ကြီးကြီးတဲ့ပြဋ္ဌာန်းချက်ပါမြေပြင်နဲ့ထပ်တာ၄ထပ်ပို့တော့အစာအုပ်ကြီးထပ်တိုင်းရှိမြင်းညစ်တစ်ထက်အပါဝင်ထွက်ပေါက်လေကားများသို့အဝင်သည်ပြင်ပထွက်ပေါက်လမ်းကြောင်းသို့မဟုတ်ပြင်ပလျှောက်လမ်းမှတဆင့်အပိုက်နှစ်ချောက်တုံညတစ်နဲ့အညီထပြီးသို့မဟုတ်အဝင်ခမ်းမှတဆင့်အောက်ပါအချက်များနဲ့အညီမိကိုကင်းလွတ်ရန်စီမံထားရှိရမယ်ပါ မိခိုးထားခန်းတစ်ခုရဲ့ဒီဆောက်ပုံဆိုင်ရာလိုအပ်ချက်တွေကိုအသေးစိတ်ရှင်းပြပေးနိုင်မလားရှင် ဟုတ်ကဲ့မိကိုထားခန်းသည်အဆောက်အဦရဲ့ပင်မ area မှာတနာရီကြာမီးတန်ခန္ဓာရည်ရှိသောနေရန်ဖြင့်ပိုက်ချထားတဲ့အခန်းဖြစ်ပါတယ်ထွက်ပေါက်တကားသည်မိသက်ဦးစီးဌာနဝတ္တမှထားသောမြန်မာနိုင်ငံမိဘလုံခြုံရေးဆိုင်ရာစံချိန်စံညွှန်းတတ်မှတ်ချက်များ2020နဲ့လိုအပ်ချက်များနဲ့အတူနိုင်ဝက်ကြာမီးတန်ခန္ဓာသောအလိုလျော့ပိတ်နိုင်သောကိရိယာတက်ဆင်ထားသည့်တကားချေရပါမယ်မိကိုတာခန်းရဲ့ပုံစံပြုလုပ်ရာအတွင်းလွတ်မြောက်ရလမ်းကြောင်းတစ်လျှောက်နေထိုင်သူများရဲ့လှုပ်ရှားသွားလာမှုကိုအဟအတမဖြစ်စေရပါဘူး။ရင်း area သည်32စရူပေထောင်မနည်းစေရပါဘူး။မိကိုတာခန်းကိုမိသက်ပြင်ဆင်ခန်းဖြစ်အတံပြုမဲ့ဆိုပါကကျမ်းပြင် area သည်64စရူပေထောင်မနည်းစေရပါဘူး။အခန်းရဲ့အနက်သည်6ပေ6လက်မှာအနည်းဆုံးရှိရပါမယ်။ဓာတ်လေကားဝါမှာနှိမ့်ချက်ကိုကျမ်းပြင်သည်200တပိုင်းနဲ့မပိုသောနှိမ့်လျော်ခြင်းမှုနှင့်နှိမ့်လျော်သွားရပါမယ်။ အဲ့ဒီမိခိုးထားခန်းကိုလေဝင်းလေးချော့ကောင်းအောင်ဘလို့နီလန်ဒီနဲ့စီစဉ်ပေးနိုင်ပါတယ်လေရှင် ဟုတ်ကဲ့လေဝဲလေထွက်ပါတတ်မှတ်ထားပါလေတစ်ချက်မိကိုတာခန်းညပြင်ပနေရမှာအမျက်ဖွင့်နေသောလေဝဲလေထွက်ပေါက်များထားရှိပြီးတဘာဝလေဝဲလေထွက်ရဝေပြုလုပ်ထားရှိရပါမယ်အဆိုပါလေဝဲလေထွက်ပေါက်များသည်မိကိုတာခန်းကျမ်းမြင့် area က15%အောက်မနည်းပေရပါဘူးလေဝဲလေထွက်ပေါက်များသည်20ပေရှိပြီး area 1000စရူပေထက်မနည်းသော၄ပေါက်အဲဝဲသို့မဟုတ်ပင်ပနေရန်တွင်ခြုံဝင်နေသောနေရာ external research space မှာ30ပေထက်မပိုသောနေရာမှာရှိရပါမယ်။လေးပေါက်အဲဝဲသို့မဟုတ်ပင်မနေရာတွင်ခြုံဝင်နေသောနေရာဒီတောင်းလိုက်နေရာတစ်ချက်လုံးအသာအဆမရှိအောင်ပါဘူး။ Number 2ချက်အစာအုပ်လူနေအင်္ဂလိပ်မှာရှိစိတ်ရပညာရေးစက်နေရေးလေဝင်လေထွက်စနစ်တွေလိုအပ်ချက်များနဲ့ကိုက်ညီအားမိပါမယ်။၃ချက်မှာကအတားအဆမရှိလေဝင်လေထွက်ရှိသောရှောင်းလန်းသည့်အနည်းဆုံးပင်ပနေရာ2ခုမှာအငြဲဖွင့်နေသောလေဝင်လေထွက်ပေါက်များရှိရပါမယ်။ပြင်မနေရန် CCE ရှိသောလေဝင်လေထွက်ပေါက်များသည်ပြင်မနေရန်မျက်နှာပြင် area သည်9ပေရာခိုင်နှုန်းအောက်မငဲပေရပါဘူး။ရှောင်းလန်းသည့်မြိုင်နေရပြီးမှလေဝင်လေထွက်ပေါက်များမှာ43ပေတန်မပိုးသောအကွာဝေးမှာရှိရပါမယ် အဲ့ဒီလေဝင်လေးထွဲပေါက်တွေကိုတခြားပြင်းပေါက်တွေနဲ့ဘလောက်အကွာမှာထားရမယ်ဆိုတဲ့ကန့်သက်ချက်လည်းရှိပါတယ်လေရှင် ။ဟုတ်ကဲ့။၄ချက်အရက်လန်း9ပေအနည်းဆုံးနဲ့ downline 30ပေအနည်းဆုံးအကွာဝေးတွင်လူနေထိုင်အသုံးပြု area များမှာကာကွယ်မထားရှိသောညံရန်အပေါက်များကိုထားရှိခြင်းမပြုလုပ်ရပါဘူး လွတ်မြောက်ရာလမ်းကြောင်းရဲ့အခန်းနဲ့အနောက်ဆုံးပိုင်းတွေကိုဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်ထွက်ပေါက်တင်ကေကြားတွေကိုဘယ်လိုပြတ်ထန်းထားပါသလဲရှင် ထွက်ပေါက်ဒီဂေတာရဲ့စီမင်းကတော့ရှင်းလင်းပြီးအလွန်အရေးကြီးပါတယ်ထွက်ပေါက်လမ်းကြောင်းကိုညွှန်ပြတဲ့လမ်းညွှန်အညွှန်မှတ်တွေကိုတရားပေအကွာမှမြင်အောင်လှုပ်ထားရမှာဘယ်ဟာနဲ့မှဖုံးကွယ်နေလို့မရပါဘူး အရေးချလွတ်မြောက်ရေခွေးတွင် area အကြောင်းကိုလည်းရှင်းပြပေးပါအောင်ရှင် ဟုတ်ကဲ့အဲ့ဒါကတော့နောက်ထုတ်ပြန်မယ့်စီမင်းထဲမှာဒီအခန်းရဲ့အသေးစိတ်တွေကိုရင်းမြင့်စွေရလွယ်နိုင်မှုပေါ်မူတည်ပြီးဖော်ပြတော့ပါလိမ့်မယ် အထူးလိုအပ်ချက်တွေစေယုံလေးကိုအတိကထားပြီးတော့ပြောထားတဲ့တွေ့ရတယ်ပေါ့နော်ဘယ်လိုအထူးလိုအပ်ချက်တွေဖြစ်မလဲရှင် ဟုတ်ကဲ့စေယုံတဲ့အရှိအရေးကြီးရဲ့အချက်2ချက်ကိုပြဋ္ဌာန်းထားပါတယ်တနက်ဆက်လေတနာတွေလူနာများကိုစောင့်ရှုပ်ပေးနေတဲ့လေးသက်ထပ်ပို့တော့အထက်ပြန်စေယုံတွေမှာလူနာတွေအတွက်တောင်းလိုင်းတယုံဘောလုံးစနဲ့လူနာတင်ရေးပေါ်ဓာတ်လက်ကထားရှိပေးရမယ်အထက်တိုင်းမှာနှစ်နာရီကြာမီးတန်ခံနိုင်တဲ့မီကိုတားကန်သို့မဟုတ်ပင်ပလာတံပါထားရှိပေးရပါမယ် စားထဲမှာမိသက်သမအသုံးပြုရန်လေးကားနဲ့လူနာတင်အရေးပေါ်တက်လေးကားဆိုပြီးတော့နှမျိုးတွေ့ရတယ်ပေါ့နော်တို့ရဲ့ကွာခြားချက်ကိုလည်းရှင်းပြပေးပါအောင်ရှင် ဟုတ်ကဲ့မိသက်သမအသုံးပြုရန်လေးကားမိသက်သမအသုံးပြုရန်လေးကားဒီအရေးချမ်းအချင်းတွေမှာမိသက်သမအသုံးပြုရန်ဖေးအနည်းဆုံးပေါင်းတစ်ထန်းခန်းနဲ့ရရှိရပါမယ်လူနာတင်အရေးပေါ်တက်လေးကားလူနာတင်ရေးပေါ်ဓာတ်လေကားသည်အရေးချမ်းအချင်းတွေမှာအဲ့ရပေါ်မှာမရွှေ့ပြောင်းနိုင်သောလူနာဘီတက်ကလတ်ထိုင်အသုံးပြုနေရသောလူနာမတန်ဆွမ်းလူနာများကိုဘေးကန်းရရွေးသွားရမှာအသုံးပြုရန်ဖြစ်တာမန်ချင်းတွေမှာလည်းအများဆုံးဓာတ်လေကားနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ် အ
အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ADW Construction Engineering Group မြစ်ကအကိုကိုရောအစီအစဉ်ကိုကြည့်ရှုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရန်နာလိုက်ပါပဲရှင်နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်း1ရက်အခန်းခွဲ6ရက်ကျန်ရှိတော့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်ပေါ်နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်